အခုကတော့ကျွန်တော် Algorithm Shopping Center မှာဖွင့်လာတယ်မြန်မာဆိုင်မှာရှမ်းခောက်ဆဲသွားစားမှာပေါ့နော်ဆိုင်နာမည်ကတော့ Shan Village လို့ခေါ်ပါတယ်ကျွန်တော်အခု Union Metro Station ကနေထွက်လာပါပြီဒီနေရာကတော့မြန်မာအများစုနေတဲ့ Aldrika ရပ်ကွက်ပေါ့နော်ဒူဘိုင်းက Aldrika ရပ်ကွက်ပါဒီရပ်ကွက်မှာမြန်မာတွေဖိလစ်ပိနဲ့အများဆုံးနေကြပါတယ်ကျွန်တော်2021ဒူဘိုင်းကိုရောက်ချင်းတော့မြန်မာဆိုင်အဲ့လောက်မရှိဘူးပေါ့နော်အခုနောက်ပိုင်းမှာမြန်မာဆိုင်တွေကတော်တော်များလာတယ်ပြီးတော့ဒီ night market ဒီ Aldrika မှာရှိတဲ့ night market မှာလည်းမြန်မာဆိုင်တွေတော်တော်များလာတယ်ပေါ့နော်အဲ့တော့မြန်မာတွေဒူဘိုင်းရောက်ပြီးတော့အစားအသောက်ဒုက္ခရောက်မှာစိတ်ပူစရာလုံးဝမလိုပါဘူးဒါကတော့ Shan Village ကရှမ်းခောက်ဆွဲပါပိုးရှင်းရလည်းမစိုးပါဘူးများပါတယ်ပြီးတော့သူကဟင်းကားလည်းပါလိုက်ပါသေးတယ်အဲ့တော့ကျွန်တော်လည်းတူတူဆွဲလိုက်အောင်ကျွန်တော်ဒီဆိုင်မှာအရင်တော့လည်းလာစားဖို့ပါတယ်နှစ်ခေါက်သုံးခေါက်လောက်ကျွန်တော်ပါဇက်နဲ့အရသာတွေ့ပါတယ်သူကအရန်မဆက်ပါဘူးတချို့မြန်မာဆိုင်တွေကအစားအသောက်ကအရန်ဆက်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တိတ်မကြိုက်ပါဘူးဒီဆိုင်ကတော့စားကောင်းပါတယ်အဲ့တော့ဒူဘိုင်းကမြန်မာတွေရှမ်းခောက်ဆွဲစားကြရင်ဒီမှာလာစားလို့ရပါတယ်နော်